တပတ်နေမှာကင်ဆယ်ရောနဲ့ပတ်သက်တာတွေအမှန်ဖွင့်မပြောရင်အေဂျင်စီဘက်ကအဝိပလာနဲ့ပုံတွေတင်မယ်လို့ပြောလာတဲ့ပုံမှာဝန်ခံခဲ့တဲ့ကင်ဆယ်ဟောပရိသတ်ကြီးရင်မင်းသမီးကင်ဆယ်ရောကိုသူ့ကိုယ်သူစူဆိုင်လုပ်တဲ့တဲ့ဟာကိုရီးယားမှာနေမဟုတ်ဘဲနဲ့အာရှဥရောပအထိပါခရင်ထသွားနေတာပါမင်းသားကင်ဆယ်ရဲ့အေဂျင်စီ Golden Medal ရဲ့ပြောကြားချက်အရမင်းသမီးကင်ဆယ်ရောနဲ့မင်းသားကင်ဆယ်ဟောတို့ဟာ2019ခုနှစ်နွေရာသီမှာ2020ခုနှစ်ထိကိုသာသမီးစားဖြစ်ခဲ့တာကြောင့်မင်းသမီးလေးကိုအသက်ပြစ်ပြီးမှနှုတ်သဘောတူချစ်ကြိုက်ခဲ့တာပါမင်းသမီးကင်ဆယ်ရောကအသက်မပြည့်ခင်ချစ်ကြိုက်ခဲ့တယ်ဆိုတဲ့သတင်းဟာမမှန်ကန်ကြောင်းကိုထုတ်ဖော်ပြောဆိုခဲ့တာပါ2024ခုနှစ်မတ်လ24ရက်နေ့မှာကင်ဆယ်ရောတင်ခဲ့တာကတော့သူမရဲ့ story ရဲ့ပုံလေးတွေဟာ2020သူတို့သမီးစားစဖြစ်ခဲ့တဲ့ကတွေ့ရိုက်ခဲ့တဲ့ private moment တပုတ်များဖြစ်ကြောင်းကိုဖြေရှင်းခဲ့ပါသေးတယ်ဘယ်လိုပဲအသက်ပြည့်မှချစ်ကြိုက်တယ်လို့ညင်းနေခဲ့ပေမယ့်နောက်ထပ်အတိတ်သက်တွေပုံလေးတွေကတော့ညင်းမရတော့ပါဘူးနော်မင်းသမီးကင်ဆယ်ရောနဲ့မင်းသားကင်ဆယ်ဟောတော့မင်းသားစစ်မှုရန်နေချင်းအပြန်လည်ပို့တဲ့စာရင်းထဲမှာမင်းသားပို့တဲ့ message ချစ်တယ်ဆယ်ရောဆိုပြီးတော့ဖော်ပြထားပါတယ်။ဒါကတော့မင်းသားကဆယ်ရောကိုတင်ပို့တာမဟုတ်ဘဲတခြားမိတ်ဆွေတွေကိုပါပေးပို့တယ်လို့ထွက်ဆိုထားပါတယ်။ဒီပုံတွေကလည်းဒီသတင်းထွက်ပြီးတဲ့အစပိုင်းမှာမင်းသားကဝန်မခံလို့ပုံလေးတွေကမင်းသမီးလေးရဲ့ agency Gero Zero Institute ဘက်ကနေထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။အခုမင်းသားကဝန်ခံလိုက်ပေမဲ့မင်းသားကင်ဆယ်ကိုဝေဖန်မှုတွေကမြင့်တက်နေပြီဖြစ်ပါတယ်။ဒါဟာမင်းသမီးကင်ဆယ်ရောနဲ့ချစ်သူဖြစ်နေချိန်မင်းသားကင်ဆယ်ကကွင်းရော့တဲဇလန်တွေနဲ့တဟုန်ထိုးကိုမြင့်တက်နေချိန်ဖြစ်ပြီးမင်းသမီးလေးကြောင့်အောင်မြင်မှုတွေအနှောင့်အယှက်ဖြစ်မှာစိုးရိမ်ပြီးတော့မင်းသမီးလေးကိုမင်းသားကင်ဆယ်ရဲ့ agency Golden Medal ကနေ Instagram မှာပုံတွေဆက်တင်မယ်ဆိုရင်ရော်ကြီးပေးရမယ်လို့စာချုပ်နဲ့တရားစွဲဆိုထားပြီးတော့အမှုပြစ်ချက်တွေက2023ခုနှစ်ကုန်ထိကိုအကျဉ်း9,000 မီလီယံကျော်ပေးချင်တောင်းဆိုခဲ့တာပါမင်းသမီးကင်ဆယ်ကို Golden Medalist Agency ကနေ2023ခုနှစ်ကုန်ဆုံးထားပြီးမပေးနိုင်ရင်ဥပဒေအရအေးပြီးတော့တရားစွဲမယ်ပြစ်ဒဏ်ပေးမယ်လို့ကင်ဆယ်ကိုချင်းချောက်ခဲ့တာဖြစ်တယ်လို့ပြောဆိုတာကတော့မှန်ကန်ကြောင်းကိုဝန်ခံခဲ့တာဖြစ်ပါတယ်။ဒါဟာမင်းသားအောင်မြင်နေချိန်မို့လို့ကြောက်အောင်၆တာဆိုပြီးစနောက်တာလို့ထွက်ဆိုလိုက်ပါတယ်။လူတယောက်ကိုအသက်သေဆုံးသွားတဲ့အထိကိုစနောက်တာဟာလွန်တာပဲပေါ့နော်။ပြည်သက်ကြီးမင်းသမီးကင်ဆယ်ကသူ့ရဲ့ကားတွေနဲ့ပိုင်ဆိုင်မှုတွေကိုရောင်းပြီးတက်နိုင်သလောက်အကျိုးဆက်ခဲ့ပေးတာပဲဖြစ်ပါတယ်။မင်းသားကင်ဆယ်နဲ့မင်းသမီးကင်ဆယ်တို့ဟာတွဲခဲ့တာအမှန်ဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့ relationship ကိုလူသိမခံနိုင်တဲ့အကြောင်းတွေဟာအသက်ကွာခြားချက်လို့ဖြစ်တယ်ဆိုပြီးတော့ agency ကဝန်ခံလိုက်တာပါ။မင်းသမီးကင်ဆယ်ရဲ့တင်ရှိနေတဲ့ကျွေးတွေကိုထဲဆောင်လို့လူသိများတဲ့မင်းသားဝူပင်ကကျွေးတွေကိုဆက်ပေးဖို့စူးစမ်းခဲ့မှုတာဖြစ်ပါတယ်။မင်းသမီးလေးကင်ဆယ်ဟာမင်းသားဝူပင်ဆက်ပေးတဲ့အကျွေးတွေကိုလည်းလက်မခံခဲ့ပင်သူမရဲ့ကိုယ်ပိုင်ဝင်နဲ့သာရအောင်ဆက်မယ်လို့သာပြန်ပြောခဲ့တာဖြစ်ပါတယ်။ဒီချက်မှာမင်းသမီးကင်ဆယ်ဟာလောကရန်ငငယ်လေးနဲ့ခန်းစားခဲ့ရပြီးအသက်ဆုံးမသွားခဲ့တာပေါ့နော်။စနောက်ပြီးတော့ရော်ကြီးတောင်းနေဆိုတာကလည်းတိချာတွေးကြည့်ရင်မဖြစ်နိုင်တဲ့ကိစ္စလုံးကြံကြီးပါနော်။မင်းသားကင်ဆယ်ကလည်းကိုရီးယားကမုန်းပွားသူတွေကိုလှုပ်ဆက်ကြောင်အခုဆိုရင်မင်းသားအတော်လေးကိုခန်းစားနေရပြီးနာမည်ကျော် Prada brand ပါဝင် brand 20ကျော်ဟာလက်တွဲဖြုတ်ခဲ့ပြီးတော့ Disney Plus ကလည်းမင်းသားရဲ့လက်ရှိပြသနေတဲ့ဇလန်တွေအသိ knockout စကားကိုပြသဖို့ရက်ဆိုင်ခဲ့တာကိုလည်းပြင်းထန်နေခဲ့တာပါမင်းသမီးကင်ဆယ်ရဲ့အမေကလည်းမင်းသားကင်ဆယ်ကိုစိတ်တန်ရအခြေအနေပို့ဆိုးသွားမှာဆိုလို့လူဝင်ရေးကိုထားပြီးမကြခင်ချပြခဲ့အောင်ရက်ဆိုင်မယ်လို့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ဒီတော့ပြည်သက်ကြီးမင်းသမီးလေးကင်ဆယ်နဲ့မင်းသားကင်ဆယ်နဲ့ပြဿနာကြီးပွားနေပြီးမပြီးဆုံးနိုင်သေးတော့တာပဲဖြစ်ပါတယ်မှတ်ချက်လေးကိုလည်းပြပြခဲ့ကြပါဦးနော်